こんにちは。ဒီနေ့မှာတော့မကြခင် GAPT ဖြေရတော့မှာဖြစ်တဲ့အတွက် GAPT နဲ့မိကုံးပုံစံတူစာအုပ်လေးကိုသုံးပြီးတော့မှလေ့ကျင့်တော့မှာဖြစ်ပါတယ်။ဒါဆိုရင် N3 ရဲ့ power tray ဆိုတဲ့စာအုပ်လေးကိုသုံးပြီးတော့မှလေ့ကျင့်ကြည့်အောင်။じゃ始めましょう。ပထမဆုံးဒိုင်း1ကိုင်ဒိုင်း1ကိုင်မှာဆိုရင်မွန်တိုင်းအချင်းနဲ့မွန်တိုင်းကြီးကပုံမှန်ဖူလို့တွေခန်းကြီးရေးရတဲ့ဟာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့မှာကြော်သွားပါမယ်မလုပ်ဘူးပေါ့နော်။ဆိုရင်မွန်တိုင်းဆန်ကနေစပြီးတော့မှကြည့်အောင်じゃ問題3へ1番この映画はかなり面白かった D 余震がかなり面白かったတော်တော်လေးစိတ်ဝင်စားဖို့ကောင်းခဲ့တယ်ဖူလို့ဒီမေကုန်းမှာဆိုရင်ခနာရီနဲ့တူတဲ့စကားလုံးကိုသူအောက်ကပေးထားတဲ့၄ခုတည်းရွေးပြမှာပေါ့နော်ဆိုရင်နံပါတ်1ကိုကြည့်မယ်စကိုရှိဆိုတာကနည်းနည်းလေးဆိုတဲ့သဘောဖြစ်တဲ့အတွက်ခနာရီနဲ့အဓိပ္ပာယ်မတူဘူးပေါ့နော်နံပါတ်2ကဇန်ဘူးကအကုန်လုံးဆိုတဲ့အတွက်ခဏလေးမဟုတ်ဘူးပေါ့နော်နံပါတ်3ကတိုတက်မို့ကအားလုံးဆိုတဲ့အတွက်ကြောင့်ခဏလေးတော်တော်လေးနဲ့အဓိပ္ပာယ်အတူဆုံးသည်ဖူလို့ဒီစံပန်းရဲ့တိုတက်မို့ဖြစ်တယ်နံပါတ်4ကိုဆက်ကြည့်မယ်မာဆိုတဲ့အဓိပ္ပာယ်ကသူကအရန်ကြီးကောင်းတဲ့အခြေအနေတိုတက်မို့လည်းမဟုတ်ဘူးလုံးဝမကောင်းဘူးဇန်းလည်းမဟုတ်ဘဲနဲ့အလေတော့အနေတော့အလေအလတ်အဆင့်ကိုပြောချင်ရင်ဖူလို့မာကိုပြောတာဖြစ်တဲ့အတွက်ဒီခန္ဓာလေးနဲ့အဓိပ္ပာယ်တူဆုံးကိုယူရမယ်ဆိုရင်တော့စံပန်ရဲ့ထိုတဲ့မှုဖြစ်ပါတယ်ဆိုရင်နံပါတ်2ကိုဆက်ကြည့်မယ်こちらにご記入くださいဒီနေရာမှာရေးသွင်းပေးပါရေးဖြည့်ပေးပါဆိုတဲ့သဘောမျိုး記入ဒီဘာနဲ့တူတာလဲဆိုတော့ခိုက်တဲ့くださいနဲ့အဓိပ္ပာယ်တူတူပဲဖြစ်တဲ့အတွက်ဘုလိုဒီအဖြေမှန်က1番ခိုက်တဲ့ဖြစ်သွားမယ်နောက်တစ်ပုဒ်ဆက်ကြည့်မယ်その仕事をဒီအလုပ်ကို私一人でやるのは無理だကျွန်တော်တယောက်တည်းလုပ်ဖို့ဆိုတာကမူရိဒမဖြစ်နိုင်ဘူးမလုပ်နိုင်ဘူးဆိုတဲ့သဘောမျိုးဆိုရင်ကြည့်မယ်1番က嫌だဆိုတာမလုပ်ချင်ဘူးဆိုတဲ့သဘောမျိုးဖြစ်တဲ့အတွက်မူရိနဲ့နည်းလေးအဓိပ္ပာယ်လွဲမှားကြတယ်လို့လေးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့嫌ဒီကိုကမလုပ်ချင်တာဖြစ်တဲ့အတွက်嫌ကမဟုတ်ဘူးเนาะနံပါတ်2ကစာပြီးရှိကအထီးကျန်နေဆိုတာဖြစ်တဲ့အတွက်လုံးဝအဓိပ္ပာယ်မတူဘူးမဖြစ်နိုင်ဘူးပေါ့နော်နံပါတ်3ကဒေခိနိုင်ကမလုံနိုင်ဘူးမလုံရှင်အောင်မဖြစ်နဲ့မလုံနိုင်တာဖြစ်တဲ့အတွက်မူရိမဖြစ်နိုင်ဘူးဆိုတာနဲ့အတူတူပဲဆိုတော့အဖြေမှန်ကနံပါတ်3ဖြစ်တယ်ဆိုရင်နောက်တစ်ပုဒ်ဆက်ကြည့်မယ်အာနိုဖူဖူကဆုတ်ခူရီတာအဲ့ဒီလင်မယားကဆုတ်ခူရီဆိုတာချွတ်ဆွတ်တူတာရုပ်ချင်းချွတ်ဆွတ်တူတယ်လို့ပြောခြင်းဖူတို့ကဆုတ်ခူရီကိုတုံးတယ်ဆိုရင်အောက်ကဟာတွေကိုကြည့်ရအောင်နတ်ကာကီကဆက်ဆံရေးကောင်းတယ်ဆိုတော့ဆုခူရီနဲ့အဓိပ္ပာယ်မတူနံပါတ်2ကနိတေဤတို့ကရုပ်ချင်းစင်တယ်လို့ပြောတာဖြစ်တဲ့အတွက်အဖြေမှန်သည်နိဗ္ဗာန်ရဲ့နိတေဤတို့ဖြစ်ပါတယ်ဒါဆိုရင်မွန်တိုင်းယုံကိုဆက်ပြီးတော့မှကြည့်အောင်မွန်တိုင်းယုံရဲ့1番今朝は6時に目がブランク今朝はဒီမနက်ကတဲ့6時に6နာရီမှာ目が何မဲကဘာဖြစ်ခဲ့ရလဲဆိုတော့မျက်လုံးပွင့်နေနိုးတယ်လို့ပြောခြင်းဖူတို့ဒီမဲကစာမေရုမဲကစာမေတာလို့ပြောရမှာဖြစ်တဲ့အတွက်အဖြေမှန်ကနိဗ္ဗာန်စာမေတာဖြစ်တယ်ဖူတို့ဒီမဲကစာမေရုမဲကစာမေတာကတွဲမဲ့ရမယ့်စကားလုံးပေါ့နော်ပုံမှန်မျက်လုံးပွင့်ပြီးနိုးတယ်လို့ပြောခြင်းမဲကစာမေရုမဲကစာမေတာဆိုပြီးတော့မှပြောရမှာဖြစ်ပါတယ်ဆိုရင်နောက်တစ်ပုဒ်ဆက်ကြည့်မယ်すみませんတောင်းပန်ပါတယ်今日は用事があるのでဒီနေ့က用事があるのでချင်းထုတ်ထားတဲ့ကိစ္စရှိတဲ့အတွက်ကြောင့်မလို့またနောက်တစ်ချိန်何誘ってくださいနောက်တစ်ချိန်ကွက်လက်誘ってくださいထပ်ပြီးတော့မှဖိတ်ခေါ်ပေးပါအဖော်ဆက်ပေးပါလို့ပြောချင်တာဖြစ်တယ်ဆိုတော့အဖြစ်မှန်ကまた今度誘ってくださいနောက်တစ်ချိန်ထပ်ပြီးတော့မှကိုဖိတ်ခေါ်ပေးပါအဖော်ဆက်ပေးပါလို့ပြောချင်တာဖြစ်တဲ့အတွက်ဖူလိုဒီယွန်းပန်ရဲ့ခွန်းတို့ကိုရွေးရပါမယ်ဖူလို့ပုံမှန်စကားလုံးတွေပြောနေကြရှိရမလားတခုခုကိုထပ်ပြီးတော့မှလုပ်ပေးပါလို့ပြောခြင်းမာတာခွန်းတို့အနေခိုင်းရှိမတ်တို့ကအဲ့လိုမျိုးပြောတာဖြစ်တဲ့အတွက်ဖူလို့ဒီမာတာနဲ့ခွန်းတို့ကိုတွဲပြီးတော့မှသုံးနေပေါ့နော်နောက်ထပ်တစ်ချိန်ထပ်ပြီးတော့မှလုပ်ပေးပါဆိုတဲ့သဘောမျိုးပြောချင်တာဖြစ်တဲ့အတွက်ယွန်းပန်ရဲ့ခွန်းတို့နဲ့တွဲပြီးတော့မှသုံးရမှာဖြစ်တယ်ဆိုရင်နောက်တစ်ပုဒ်ရှောကူကြီးကအိုဝတာရာရှောကူကြီးစားတော့လို့ပြီးသွားပြီဆိုရင်テーブルをစပွဲကိုきれいにတန်ရှင်းစွာ何々してくださいこらこらလုပ်ပါဆိုတဲ့သဘောမျိုးသူပေးထားတာကိုကြည့်အောင်1番ကခါခေတဲ့
카케테오 블로니아 묘마 떠나래 소로 카키오 카케루 또까 다와오 카케루 봉사다로 အဲ့လိုမျိုးနေရာမှာမေဂါနေကိုခါခဲတဲ့လို့မျက်မှန်တက်ထားတယ်လို့အဲ့လိုနေရာမျိုးမှာဆိုရင်ခါခဲတဲ့ကိုတုံးတယ်နိဗ္ဗာန်ရဲ့ high တဲ့ကကြတော့ဇူဘွန် high တဲ့လို့ဘောင်းမီဝစ်တာလို့အဲ့လိုချင်းမျိုးမှာဆိုရင် high တဲ့ကိုတုံးတယ်စမ်းပန်ရဲ့ fui တဲ့ကကြတော့ fui တဲ့တုတ်တာစပယ်ကုံတုတ်တာလို့ဘာလို့ဆိုရင် fui တဲ့ကိုတုံးတာဖြစ်တဲ့အတွက်ဖူတို့ဒီအပြေမှန်ကစမ်းပန်ရဲ့ fui တဲ့ရုံးပန်ရဲ့မိဂါရဲ့တဲ့ကကြတော့သွားတိုက်တာတွေဘာတွေကိုပြောချင်မိဂါရဲ့တဲ့ကိုတုံးတယ်နောက်တစ်ပုဒ်ဆက်ကြည့်မယ်နော်အနိုတဲ့ပါတိုတဲ့ဝါအဲ့ဒီကုံတိုင်းမှာဆိုရင်အီမာအခုဟန်ဂခုတဝက်စေးနော်နာနီနာနီကိုစတေးလို့တဝက်စေးနော်ကွက်လက်ကွက်လက်တေကိုလုံးနေတယ်တဝက်စေးနော်ဘာလုပ်တာလဲ sell ချတာကိုအင်္ဂလိပ်လိုပြောရင်တော့ sell ချတာပေါ့နော်ဂျပန်လိုပြောရင်တော့ဖူတို့က sell လို့ပြောတာဖြစ်တဲ့အတွက်အဖြစ်မှန်သည့်အချိပန်ဖြစ်ပါတယ်ဆိုရင်နောက်တစ်ပုဒ်ဆက်ကြည့်မယ်ခုနိုဟိုယွန်းဒါရာဒီစာအုပ်ကိုဖတ်ပြီးသွားရင်ဇေဟိချင်းတေပါကွက်လက်အို키가 세테 쿠라사이 콜라콜라고 키가 세테 쿠라사이ဆိုတာငါ့ကိုနားထောင်ခွင့်ပြုပါဆိုတနည်းအားဖြင့်ပြောမယ်ဆိုရင်နားထောင်ခွင့်ပြုပါပေါ့ဒါရဲ့ဘာသာပြန်ရင်တော့နားထောင်ခွင့်ပြုပါမေးခွင့်ပြုပါဆိုတဲ့သဘောမျိုးဘာသာပြန်အောင်ချွတ်ချွတ်မွေ့မွေ့ဖြစ်အောင်ဘာသာပြန်ရင်တော့မင်းရဲ့ကိုငါ့ကိုပြောပြပေးပါဆိုတဲ့သဘောမျိုးပေါ့ဆိုရင်စာအုပ်ကိုဖတ်ပြီးသွားရင်ကိုယ့်ရဲ့ဘာကိုပြောပြပေးမှာဒီစာအုပ်ကိုဖတ်ပြီးတဲ့အခါမှာကိုဒီစာအုပ်ပေါ်မှာဘလို့မြင်လဲကိုယ့်ရဲ့အမြင်စာအုပ်ကကောင်းမကောင်းဘလို့အကြောင်းအရာတွေရေးထားလဲဆိုပြီးတော့မှကိုယ့်ရဲ့ထင်မြင်ချက်ကိုပြောပြပေးပါဆိုပြီးတော့မှမြန်မာလိုဘာသာပြန်အဲ့လိုသဘောပေါ့နော်အဲ့လိုသဘောကိုဖြစ်နေတာဖြစ်တဲ့အတွက်အဲ့ဟာနဲ့အဓိပ္ပာယ်တူတဲ့စကားလုံးကိုအောက်ကလေးလုံးနေရနေရှာကြည့်အောင်ဆိုရင်နံပါတ်1ကိုကြည့်မယ်ခန်းရှင်ကကြတော့စိတ်ဝင်စားမှုဆိုတာဖြစ်တဲ့အတွက်အခုနကပြောတဲ့မိရဲ့အမြင်ဆိုတာနဲ့ခန်းရှင်းနဲ့ကအဓိပ္ပာယ်မဆိုင်မှုဖြစ်တဲ့အတွက်ခန်းရှင်းမဟုတ်တော့ဘူးပေါ့နော်နံပါတ်2ကိုဆက်ကြည့်မယ်ခန်းခခုကကြတော့ sense အင်္ဂလိပ်လိုပြော sense ပေါ့အမြင်ဥမာ fashion အမြင်ကောင်းတယ်လို့ဘာလို့အဲ့လိုမျိုးပြောချင်တယ်ဆိုရင်ခန်းခခုကိုသုံးနေစမ်းပန်ရဲ့ခန်းဆိုကကြတော့အမြင်ဘလို့အမြင်လဲဆိုတော့ဒီကိစ္စကြီးတစ်ခုလုံးမှာပေါ်မှာကိုကဘလို့မြင်လဲကိုရဲ့အမြင်ပေါ့ကိုဒီဟာကိုဖတ်ပြီးသွားလို့ဒီစာအုပ်ပေါ်မှာဘယ်လိုမြင်လဲကောင်းလားမကောင်းဘူးလားအဲ့လိုမျိုးအမြင်ကိုပြောချင်ရင်ဖူလိုကခန်းဆိုးကိုပြောချင်သုံးရတာဖြစ်တဲ့အတွက်အဖြေမှန်သည့်စမ်းပန်ရဲ့ခန်းဆိုးဖြစ်တယ်ရုံးမှန်အောင်ဆက်ကြည့်မယ်ခန်းရှာကကြတော့ကျေးဇူးတင်တာဆိုတဲ့အတွက်ခန်းရှာတော့ခီမိုချီလို့ပါတော့ကျေးဇူးတင်တဲ့စိတ်တို့ပါတော့အဲ့လိုမျိုးချင်းနေမှာဆိုရင်ခန်းရှာကိုသုံးတယ်ဒါပေမဲ့ဒီပု္ပ္ပာနဲ့ကိုက်ညီတဲ့အဓိပ္ပာယ်ဒီစာအုပ်ကိုဖတ်ပြီးသွားရင်မင်းရဲ့အမြင်ကိုငါ့ကိုပြောပြပေးပါလို့ပြောတာဖြစ်တဲ့အတွက်မင်းရဲ့ဒီစာအုပ်ပေါ်မှာအမြင်လို့ပြောချင်တာဖြစ်တဲ့အတွက်နံပါတ်3ရဲ့ခန်းဆိုးအမြင်ကိုပြောချင်ရွေးပါတယ်ခန်းဆိုးကကြတော့ဒီတစ်ခုလုံးကိုခြုံငုံပြီးတော့မှကိုဘယ်လိုမြင်လဲဆိုတဲ့အမြင်ပေါ့နော်ခန်းခခုကကြတော့ကိုရဲ့ fashion အမြင်ကောင်းတာတို့ဘာလို့အဲ့လိုမျိုးအပေါ်မှာကြာရင်เนาะခန်းခခုသုံးနေပေါ့နော်ဆိုရင်နံပါတ်6ကိုဆက်ကြည့်ပြီးတော့ကြည့်မယ်簡単なことなのにလွယ်လွယ်ကူကူကိစ္စလေးဖြစ်ပေမဲ့လည်းနန်းတို့ရတဲ့မို့အချိန်ပေါင်းများစွာလုပ်ပြီးတာတော့မှဥမခုတဲ့ခိနာခုတဲ့ကောင်းမမဖြစ်မြောက်တဲ့အတွက်ကြောင့်မလို့တဲ့ကိုကဘာဖြစ်မှာလဲကိုကအချိန်ပေါင်းများစွာစူးစမ်းပြီးလုပ်ရင်တော့မှကောင်းမဖြစ်မလာဘူးဆိုပေမဲ့လည်းအရင်ကြီးခက်ခဲနေလို့ဖြစ်မလာတာဆိုတော့လည်းမဟုတ်ဘူးလွယ်လွယ်ကူကူကိစ္စလေးဒါပေမဲ့အချိန်ပေါင်းများစွာကိုကလုပ်ပြီးတာတော့မှကောင်းမဖြစ်မလာတဲ့အခါမှာကိုယ်စိတ်ထဲမှာဘယ်လိုဖြစ်မလဲနည်းနည်းတော့စိတ်ကတိကောက်ဖြစ်မယ်စိတ်တူမယ်ပေါ့နော်အဲ့လိုအချိန်မျိုးမှာဆိုရင်ဖူတို့ကအီရာကိုတုံနေအီရာကစိတ်တူတာစိတ်အလိုမကျဖြစ်တာပေါ့နော်စိတ်တူတာပေါ့ဒါပေမဲ့ तू အိုခိုးရူလောက်ကြည့်ထိအရန်ကြီးစိတ်တူတာမျိုးမဟုတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာတော့နည်းနည်းအဲ့လိုမျိုးဖြစ်တယ်ပေါ့စိတ်တူတယ်ပေါ့အဲ့လိုမျိုးဖြစ်ရင်အီရာကိုတုံနေနံပါတ်2ရဲ့ဥတိုကကြတော့ဖူတို့ကအိတ်ငိုက်တယ်ဆိုတဲ့အခါမှာဥတိုကိုတုံနေနံပါတ်3ကဒိုခိကကြတော့စိတ်လှုပ်ရှားတဲ့အခါမှာခင်းချောဖြစ်တဲ့အခါမှာဆိုရင်ဒိုခိကိုတုံနေကဲဒါဆိုရင်မွန်တိုင်းကိုဆက်ပြီးတော့မှကြည့်မယ်မွန်တိုင်းကမူချူကဆွဲလန်းတာဆိုတော့သူပေးထားတဲ့လေးခုတွေကနေဖူကဘယ်နဲ့ကြိုက်မလဲကိုကြည့်ရအောင်ချီဝါတဲ့အဖေကဆိုင်ကင်အခုတလောဂေါ်ရဖူနီမူချူစတေရူဂေါ့ဖ်ရိုက်တာမှာမူချူစတေရူဆွဲလန်းနေတယ်ဖူတို့ဒီမူချူဆူရူဆိုပြီးတော့မှတွဲပြီးတော့မှမသုံးတာဖြစ်တဲ့အတွက်အချိပန်ဒီမာတယ်ပေါ့နော်နံပါတ်2ကိုဆက်ကြည့်မယ်အိုတိုကမောင်လေးကခတ်တာဘကာရီနော်ဂိမ်းမူနီမူချူတာ
အခုမှဝယ်ပြီးခါစားဂိမ်းမှာမူချူတာဆွဲလန်းနေတယ်အဲ့လိုမျိုးပြောချင်တာဖြစ်တဲ့အတွက်နံပါတ်2ကဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဆိုရင်နံပါတ်2ကို rank ထားခဲ့မယ်နံပါတ်3ကိုဆက်ကြည့်မယ်このアニメはဒီアニメがတဲ့今အခု小学生に小学生တွေခြားထဲမှာとても夢中だとても夢中だဆွဲလန်းနေတယ်လို့မဟုတ်ဘဲနဲ့小学生တွေမူလတန်းကျောင်းသားတွေခြားထဲမှာとてもဘာဖြစ်နေလဲ popular ဖြစ်နေတယ်နာမည်ကြီးနေတယ်လို့ပြောချင်တာဖြစ်တဲ့အတွက်ဒီနေရာမှာဖုလို့ဒီ夢中ကိုမသုံးဘဲနဲ့人気ကိုသုံးရမယ်ပေါ့နော်人気ကိုသုံးရင်ပို့ပြီးတော့မှဒေးဘယ်နဲ့ပို့ပြီးတော့လက်ရောနီထွင်မှုဖြစ်တယ်ပေါ့နော်ဆိုရင်နံပါတ်3က人気ကိုသုံးတင်တယ်နံပါတ်4ကိုဆက်ကြည့်မယ်いつか大きい家を建てるのがတနေ့နေ့မှာအင်ကြီးကိုစောက်ဖို့တော့ဝါတရှိနော်ကျွန်တော်ရဲ့မူချူတယ်ကျွန်တော်ရဲ့ဆွဲလန်းမှုမဟုတ်ဘဲနဲ့ကျွန်တော်ရဲ့အိမ်မက်ပေါ့တနေ့နေ့တစ်ချိန်မှာကိုလုံးချင်တာကိုရဲ့အိမ်မက်ဆိုတာဖြစ်တဲ့အတွက်ဖုလို့ဒီနေရာမှာမူချူမဟုတ်ဘဲနဲ့ယူမဲ့ပုံပြရမယ်ဆိုတော့သူမူချူနဲ့ကန့်ညီဆုံးအဖြစ်မှန်ဒီနိဗ္ဗာန်ဖြစ်တယ်နောက်တစ်ပုဒ်ကိုဆက်ကြည့်မယ်ဣစွနောမာနိကရဲ့အဓိပ္ပာယ်ကကိုသတိမထားလိုက်မိတဲ့အချိန်တွင်အချိန်ခဏလေးတွင်မှာဒီပြောင်းလဲမှုတွေဖြစ်သွားရဲ့ပေါ့ကိုတော်သတိမထားလိုက်ဘူးအဲ့လိုမျိုးဆိုရင်သုံးနေပေါ့အချိန်တိုလေးတွင်မှာအချိန်ခဏလေးတွင်မှာပေါ့ဆိုရင်နံပါတ်1ကိုဆက်ကြည့်မယ်昨日の夜はမင်းညတုန်းကテレビを見ながら TV をကြည့်ရင်းနဲ့いつの間にか寝ていたကိုတော်သတိမထားမိလိုက်သေးမှာပဲအိပ်ပျော်သွားတယ်ဆိုရင် TV ကြည့်ရင်းနဲ့အချိန်ခဏလေးတွင်မှာပဲကိုကအိတ်မယ်ဆိုပြီးအိတ်လိုက်တာမဟုတ်ဘဲနဲ့ TV ကြည့်နေရင်တတိမထားမိလိုက်ဘဲနဲ့အချိန်တိုလေးတွင်မှာအိတ်ပျော်သွားတယ်ဆိုပြီးတော့မှပြောတာဖြစ်တဲ့အတွက်အဖြေမှန်ကန့်ညီရပေါ့နော်ဆိုတော့အဖြေမှန်ဒီနံပါတ်1ဖြစ်ပါတယ်ဒါဆိုရင်ဒီနေ့ရဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲじゃあ最後まで見てくれてありがとうございます